စာမွေးပွဲအတွင်းမှာကောင်းလေးတယောက်နောက်ဆုံးမေးခွန်းကိုမြင်ပြီးအံ့ဩသွားတယ်ဘာလို့လဲဆိုတော့ဒီမေးခွန်းကိုဘယ်တော့မှမဖတ်ဘူးဘူးလေဒီအကြောင်းကိုဆရာကပြောလိုက်ခြင်းနဲ့ပဲမေးခွန်းစာရွက်ကိုနှစ်ပိုင်းခွဲထားတာကိုသိသွားတယ်ဆက်ရနဲ့ဆက်တယ်လို့နောက်ဆုံးမေးခွန်းကတော့ဆက်တာကကလေးတွေကိုပဲတီးတန့်ထားတာပါကလေးတွေအားလုံးဒီအကြောင်းသိသွားတာနဲ့တခါတည်းအားလုံးစိုးရိမ်သွားကြတယ်အခုတော့လိန်လယ်လောက်တာမဖြစ်နိုင်ဘူးလို့ထင်မိကြတာပဲအဲ့ဒီအချိန်မှာပဲလိန်လယ်ဖို့အစီအစဉ်ဆွဲထားတဲ့ Mastermind အမီလီကသူ့မှာဆက်ရစာရွက်ရှိတယ်လို့လက်ညွှန်ပြလိုက်တယ်ဆက်ရစာရွက်ကိုကင်ထားတဲ့ကလေးတွေကတော့အမီလီလည်းဆက်ရမေးခွန်းစာရွက်ကိုကင်ထားတယ်ဆိုတာချက်ချင်းနားလည်သွားကြတယ်နောက်တစ်ခါမှာတော့အမီလီကလက်ချောင်းတွေကိုပီယာနိုတီးနေတယ်လို့လှုပ်စတင်လိုက်တယ်ဒါကတော့ကလေးတွေအားလုံးကအရင်ကတည်းကလေ့ကျင့်ထားတဲ့လှုပ်ဝက်အချက်ပြပဲဖြေစာတွေစတင်လာတာနဲ့တဦးကနေတဦးစီပြန်ပို့သွားပြီးမိတူကူးတဲ့ချိတ်ဆက်မှုတစ်ခုလုံးဖြစ်သွားတယ်ဆက်ရာအုပ်စုကကလေးတွေကမိမိစာရွက်ကိုမြန်ဆန်ပြီးမြောက်စေကြတယ်ဆက်ရာကကလေးတွေစာရွက်ကပေးဖို့သွားချိန်မှာပဲအမီလီကငြိမ်လေးသူ့စာရွက်ကိုပြောင်းလိုက်တယ်အခုတော့အမီလီလက်မှာဆက်ပါစာမွေးပွဲစာရွက်ရှိနေပြီးဒါပေမဲ့စာမွေးပွဲပြီးဖို့မိနစ်30ပဲကျန်နေတယ်အခုတော့ဒီဆက်ကမေကွန်းအားလုံးကိုဖြည့်ပြီးကျန်တဲ့ဆက်ကကလေးတွေထံပို့ပေးရမယ်အမီလီကမေကွန်းတွေကိုမြန်ဖြည့်ဖို့စတင်လိုက်ပြီးအဲ့ဒီနေရာမှာပဲဆက်ကကလေးတွေကအဖြေတွေကိုစိတ်မအေးပဲစောင့်နေကြတယ်